အဲ့လိုခုနောက်ပိုင်းပေါ့နော်ကိုနဲ့အကြိုက်မတူဘူးကိုလို့တို့လိုက်မလုပ်ဘူးကိုညွှန်းနေဟာမလုပ်ဘူးဆိုရှင်အဲ့ဒီလူဗလိန်ချင်ကြဥမာကိုကအနီအောင်မကြိုက်ဘူးသူကအနီအောင်ကြိုက်တယ်အဲ့တော့အဲ့ဒီအနီအောင်ညမင်းကဘာရောင်ကြီးကြိုက်နေလဲမဒီလောက်ထိရဲတောက်နေရတပြောလို့မရအောင်သူကြိုက်နေသူကိုကြိုက်နေကိုလေနော်လူတိုင်းက taste မတူခံစားချက်မတူဟိုမိသားစုတစ်ခုမှပဲမွေးထားတဲ့မောင်နှမချင်းချင်းတောင်မှအကြိုက်မတူအချင်းစရိုက်တွေမတူဟိုတချို့ဆိုရှင်ရုပ်တရားစားမတူဆိုတာရှိရလေအဲ့တော့ကသွားပြီးတော့မှဟိုဇွတ်တွေအတင်းတွေညှိယူလို့မရအောင်ငါသားသုံးလို့ကောင်းတယ်မင်းသားလေးသုံးကြည့်ပါလားနင်သားလေးသုံးကြည့်ပါလားသူနဲ့သူ့ရဲ့ skin type နဲ့တဲ့ချင်မှတင်ပါလေအဲ့ဒါကိုကိုကလက်ခံဖို့လိုပဲလာကိုကြိုက်တယ်ကိုနဲ့တချို့အရာတွေဆိုကိုနဲ့အဆင်ပြေရယ်ကိုနဲ့ကောင်းတယ်ကိုနဲ့တင့်တော်တယ်လုံးဝ match ဖြစ်တယ်ဆိုပေမဲ့လည်းတခြားလူတွေကဖြစ်ချင်မှဖြစ်မှာတခြားလူနဲ့ကိုနဲ့ကလည်းမတူဘူးလေအဲ့တော့ကကိုလှုပ်တဲ့ဟာတွေဆိုသူများအဲ့လောက်ထိမညှိုးနဲ့တကယ်လို့ကိုကညှိုးချင်တယ်ဆိုရှင်တော့ငါနဲ့ကတော့အဆင်ပြေရယ်နင်းနဲ့တော့အဆင်ပြေမလားနေတာလေးလုပ်ကြည့်ပါလားအဲ့ဒီလိုပေါ့နော်မဟုတ်ဘဲနဲ့လေနေတာတော့ဒါဆိုနေနဲ့တော့နင်းနဲ့အဆင်ပြေရယ်နင်းနဲ့လိုက်တယ်ဒါလုပ်ကြည့်လိုက်လေဒါရန်ကောင်းတယ်ဒါကောင်းတယ်တကဘာလုံးကလူရတုံးနေရတကဘာလုံးကသူကတုံးဝင်မဲ့လေသူကြိုက်ချင်မှကြိုက်မှာပေါ့ဟုတ်တယ်မလားဥပမာဆိုကျမဆိုလို့ရှင် iPhone မကြိုက်ဘူး iPhone အရင်တော့ကလည်းနည်းကြိုက်တယ်လို့ဖြစ်တယ်ဒါပေမဲ့အခုနောက်ပိုင်းတခြားစဉ်းစားချက်နဲ့ iPhone ယူမလားလို့မေး I'm ယူချင်ဘူးပတ်စံကြီးဘယ်လောက်ထိချမ်းသာနေ iPhone ကင်မလားလို့မေးကျမမကင်ဘူးသူပြောဆို iPhone crazy မဟုတ်ဘူးအဲ့လောက်ဒီလိုချင်လိုက်တာလည်းမဖြစ်ဘူးအဲ့ဒါမှနင်း iPhone မကင်ဘူးပတ်စံလောက်ရှိရင် iPhone လည်းမကင်ဘူးတော်ရပါကွာလိမ့်လို့မရဘူးကိုကြိုက်တဲ့ကိုသူကြိုက်တဲ့သူဆိုတာရှိတယ်တချို့ကြည့်တဲ့ချမ်းသာတဲ့လူတွေဟိုကားဆုပ်လေးစီးနေရပဲရှိရလေဒါပေမဲ့သူတွားတော့မင်းကကွာဒီလောက်ထိချမ်းသာနေဒီကားဆုပ်ကျိုးစီးနေတုံးလားပြောင်းစီးလိုက်ပါလားဘာ model လေးလုပ်လိုက်ပါလားဒါပေမဲ့သူများမှလည်းသူတို့စိတ်ထဲမှာဘာတွေရှိလဲကိုမသိဘူးလေသူဘာတွေရည်ရွယ်နေလဲကိုမသိဘူးသူကဒီကားကသူ့အတွက်အဲ့လောက်ထိအရေးပါမနေဘူးကားဆိုတဲ့မျိုးကကိုလူရခီးရအောင်ပြီးတော့သူများထင်ကြည့်ဖို့တဲ့ဟာကျန်ဒီကောင်ကဒီကားစီးလာဒီလူကဒီလာဒီကားနဲ့မိုက်တယ်ဒီကားဘလောက်တောင်တန်တယ်ဆိုတာမျိုးထက်သူ့ရဲ့စိတ်ထဲမှာကသူ့ရဲ့ဟိုဘယ်လိုပြောရမှာလဲတချို့ကရှိရလေလူတယောက်နဲ့တယောက်မတူဘူးပေါ့နော်အိုင်လူတယောက်ကိုပေါင်းလို့ရှိရင်ဆိုသူ့ရဲ့စိတ်ရင်းကိုပေါင်းတယ်သူ့ရဲ့အကျင့်စရိုက်ကိုကြည့်ပြီးပါပေါင်းတယ်လူရေးပေါင်းတယ်ပေါ့နော်တချို့လူကကျတော့လည်းပတ်စံရှိမှပေါင်းခြင်းတယ်တချို့လူကကျပညာတတ်မှပေါင်းခြင်းတယ်ကျမစိတ်ကတော့လို့မဟုတ်ဘူးကျမလူတယောက်ရဲ့အကျင့်စရိုက်သူ့ရဲ့နေပုံထိုင်ပုံသူရဲ့ lifestyle ဆိုတာတဲ့ပြောပုံဆိုပုံလူတွေပေါ်ဆက်ဆံတဲ့ပုံကြည့်ပြီးမှသူ့ရဲ့ personal ကိုကြည့်ပြီးမှအိုင်ပေါင်းတယ်ပေါ့နော်လူရွေးပေါင်းတယ်တချို့ကကြောက်လို့မဟုတ်ဘူးလေအဲ့တော့ပညာရန်တက်တဲ့လူဆိုရှင်တို့စီကပညာရမယ်အဲ့ဒီလိုလူမှသူကပေါင်းချင်တယ်တချို့ကကြောက်လို့ပတ်စံရန်ရှိမှစင်ပြေမယ်ငါလိုအဲ့လိုရှင်သူ့နာနေခဏလက်တုံလို့ရတယ်အဲ့လိုမျိုးပေါ့တယောက်နဲ့တယောက်ကမတူအဲ့အတွက်ကဟိုကိုကောင်းတယ်ဆိုရင်လည်းတခြားလူတော့ကောင်းချင်မှကောင်းမှာအမှကွာစပင်းအတူကြိုက်တယ်ဟိုစပင်းရှင်နေတဲ့လူညစပင်းရှိနေရင်လိုက်တာကွာစပင်းတိုးလေးညက်လိုက်ပါလားပြောလို့မရအောင်လေသူစပင်းရှိကြိုက်တယ်ထားပါစေဩစပင်းပုံစံလေးကသူကအချွန်လေးကြိုက်တယ်ဒါပေမဲ့ဟိုတော်တော်တိလေးကြိုက်တယ်တရားတခြားလူကြတိလေးကြိုက်တယ်အဲ့တိလေးကြိုက်တယ်လူချွန်တက်ညက်ပါလားနင်ကချွန်မညက်တိနဲ့ကြံထုံးတီတောလူရုပ်ကြီးပေါင်းနေတယ်မပြောတင်ဘူးတီလားဒီနောက်ပိုင်းလူတွေကလေတော်တော်များများအဲ့ဒီဖက်လေးမှာအားနေနေကြရပေါ့နော်ကိုနဲ့ taste မတူလို့ရှင်တကယ်ကိုပလိန်ကြတော့မလိုက်ပါဘူးဘာကြီးဝတ်ထားမှမတည်ဘူးကြည့်ပါအောင်ဘာလို့ပြန်ထားတာတော့ကောင်းစီချင်လို့ပြောတာလားစီချင်လို့ပြောတာဆိုပေမဲ့လည်းတချို့ຢာတွေကအဲ့ဒီဘယ်လိုပြောကိုကောင်းစီချင်လို့ပြောတာနဲ့မတူသူများနိုင်နေတယ်လို့ဖြစ်တတ်တယ်အဲ့လိုလေးပေါ့နော်အဲ့ဒါကြောင့်မလို့ကိုနဲ့ taste မတူတိုင်းလဲသူများတော့မပလိန်နဲ့သူများတော့တော့မနိုင်နဲ့အဲ့လိုနိုင်လိုက်တော့ကိုတော့ကဘာကျိုးရရှိလာမှာမဟုတ်ဘူးသူကထားပါတော့ကိုညွှန်းလိုက်လို့လှလာတော့လေဟဲ့သူညွှန်းပြီးလို့လှလာတာဆိုပြီးသူ့ဖက်ကပြောချင်မှပြောပါလေကိုကတော့ဟိုဟဲ့သူလှုပ်ပေးလိုက်လို့ငါဒီလိုဖြစ်သွားတာဆိုပြီးတော့အဲ့လို feeling လေးရချင်မယ်တစ်ဖက်လူတွေကအဲ့လိုခံစားရချင်မှခံစားရမှာလေကိုဒီလိုလုပ်လိုက်ပဲမယ်တစ်ဖက်လူတွေကကိုကကောင်းစေချင်လို့ပြောလိုက်ပဲမယ်တစ်ဖက်လူတွေကအဲ့ဒီ message ရချင်မှရမှာအဲ့အကြောင်းမို့လို့လူတိုင်းကိုစိတ်နဲ့နာပြီးတော့တော့မညွှန်းပါနဲ့တော့ပြီးမပလိမ့်ပါနဲ့လို့ပြောချင်ပါတယ်အဆုံးကြည့်ပြီးလို့ကျေးဇူးပါနောက်ထပ်လည်းတိတက်ကောင်းတဲ့ view လေးနဲ့ပြန်လာခဲ့ပါမယ်